burnout ဆိုတာကျွန်တော် physically mentally emotionally drain ဖြစ်သွားတာပေါ့နော်လူရောစိတ်ကောပင်ပန်းသွားတာပေါ့ special movement တိုင်းမှာကျွန်တော်တို့ဓာတ်ပုံရိုက်နေကြမလို့ပါဘူးဗီဒီယိုရိုက်ကြမလို့ပါဘူးကိုယ်တိုင်ဝင်ခံစားလိုက်ဖို့လိုပါတယ်ပေါ့နော်ကိုယ့်ရဲ့တန်ဖိုးကို engagement နဲ့တိုင်းတာမယ်ဆိုရင်ကိုယ့်ရဲ့ဖြစ်တည်မှုကိုဘာနဲ့နှိုင်းယှဉ်ပြမလဲမင်္ဂလာပါ The Survivor of the Fit Pocket Series ဖြစ်ပါတယ် Digital ခေတ်ကြီးမှာ internet နောက်ကွယ်အကြောင်းအရာတွေကိုတင်ဆက်ဖော်ပြပေးနေတာပါကျွန်တော်တို့မင်းအောင်ဆိုပါ filmmaker နဲ့ digital creator တယောက်ဖြစ်ပြီးတော့ဒီနေ့ episode 2မှာ digital creator တွေအတွက်ဆက်ယုံမလားပြတ်သုံးမလား creator တွေချင်းချင်းပြောကြတဲ့စကားစုတွေတခုရှိတယ် algorithm ကြီးကတိတ်ဆိတ်ခြင်းကိုအရန်မုန်းတယ်ကျွန်တော်တို့ video တင်တာတို့ post တင်တာတို့ခဏတော့နားကြည့်ပါလားလုံးဝပျောက်ထွက်သွားပြီးတော့ကျွန်တော်တို့ရဲ့ခန်းစားချက်တွေတို့ပြီးတော့ကျွန်တော်တင်ဆက်နေကြပုံစံမဟုတ်ဘဲနဲ့ကိုယ်ထွက်တဲ့အရာတွေတင်ကြည့်လိုက်ရင်လည်းreach ကြတာ engagement ကြတာဖြစ်တာပေါ့နော်ဒီလိုနဲ့ creator တွေကတဖြည်းဖြည်းမျှဝေတဲ့ပုံစံမဟုတ်ဘဲနဲ့ဘယ်လိုခေါ်မလဲ performance လုပ်နေတယ်လို့ဖြစ်လာတယ်အဲ့တော့video record တွေရဲ့နောက်ွယ် thumbnail လာလေးရဲ့နောက်ွယ်မှာရုန်းကန်နေရတဲ့ creator တွေအများကြီးပဲပေါ့နော်အဲ့တော့လေးလာတဲ့စစ်တမ်းတွေအရာတဲ့ဒီ full time video creator လုပ်ကြတဲ့လူတွေကလှုပ်ချင်းပထမတစ်နှစ်မှာburn out ဖြစ်သွားကြတယ်ဒါပေမဲ့သူတို့တွေက burn out ဖြစ်ပြီးတော့အနားမယူလိုက်ပဲနဲ့ဆက်ယုံနေကြတယ်ပေါ့နော်အဓိကလည်း algorithm ကြီးကအနားယူခြင်းကြာရှုံးခြင်းဆိုပြီးတော့သတ်မှတ်ထားတာ哦အဲ့တော့ဒီနေရာမှာ burn out ဆိုတာပါလဲ burn out ဆိုတာကျွန်တော် physically mentally emotionally drain ဖြစ်သွားတာပေါ့နော်လူရောစိတ်ကောပင်ပန်းသွားတာပေါ့အားရင်ကုန်ခန်းသွားတာပေါ့နော်အဲ့တော့ burn out ဖြစ်ရတော့အဓိကတော့ကျွန်တော်တို့အလုပ်အရန်များတယ် video creator တွေဆိုcontent တွေဖန်တီးရတယ်တခါလေ trend တွေနဲ့အမီလိုက်ရတယ်အဲ့တော့ video တွေရိုက်ရမယ် video တွေ edit ရမယ် comment တွေ reply ရမယ်နောက်ရိုက်မယ် video တွေအတွက်ပြင်ဆင်ရမယ်တခါလေလည်းကိုယ့်ကို promote လုပ်ရတယ်ကိုယ့်ကိုလည်းပြန်ကြော်ညာရတယ်ပေါ့နော်ပြီးတော့မှဒီ burn out ဖြစ်တဲ့အချိန်မှာမနာ always on ထားတာပေါ့နော်အဲ့တော့အနားယူကြမှာကြောက်ကြတယ်ပြီးနောက်နံပါတ်3ချက်ကတော်တော်ဆိုးတယ်အဲ့ဒါတော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲresult မကောင်းတာပေါ့ result မကောင်းတာဆိုကိုကတည်တည်ချာချာလေးဖန်တီးထားတဲ့အရာအားစိုက်ထားတဲ့အရာကကိုထင်တယ်လို့ဖြစ်မလာဘူးဆိုရင်အဲ့ဒါ burn out ကိုအရန်ဆိုးဝါးစေတယ်ပေါ့နော်ဒါကတော့ creator နယ်ပယ်မှမဟုတ်ပါဘူးနယ်ပယ်တိုင်းမှာပါပဲကိုထင်တယ်လို့ကိုစူးစမ်းတဲ့အရာတွေကထင်တယ်လို့မဖြစ်လာရင်ဒါကတော့အကြီးအကျယ်ဘယ်လိုစိတ်ထိခိုက်ရတာပေါ့နော်အဲ့တော့ဒီ burn out တွေကိုကျွန်တော်ဘယ်လိုကြော်လွှားမလဲဘယ်လိုကာကွယ်မလဲပေါ့နော်အဲ့တော့နံပါတ်1အချက်ကကြတော့content creator တွေအနေနဲ့ဆိုရင် consistency doesn't mean constant နော်အဲ့တော့အဓိကတော့ပြောချင်တာတော့နံပါတ်တွေတော့မလိုက်နဲ့ဥပမာတရက်ကို post တစ်ခုတင်ရမယ်စသဖြင့်တစ်ပတ်တစ်ခုတင်ရမယ်မဟုတ်ဘဲနဲ့တစ်လမှာ3ခုတင်မှာပေါ့ video 2ခုတက်မှာပေါ့3လနေမှာ video တစ်ပုတ်တက်မှာပေါ့5လတစ်ပုတ်ဖြစ်မှာပေါ့အဓိကတော့ quality နောက်လိုက်ပါပေါ့နော်ကျွန်တော် quantity အရေးအတွက်တော့မလိုက်နဲ့ပေါ့နော်ပြီးနောက်နံပါတ်2အချက်ကကြတော့ကျွန်တော်တို့ဒီ style လေးနည်းနည်းပြောင်းကြည့်ပေါ့နော် style လေးပြောင်းကြည့်ဆိုတဲ့နေရာမှာ topic လေးတစ်ခုလုံး change ရမလို့ပဲနဲ့တင်ဆက်မှုပုံစံပေါ့နော်ကျွန်တော်ဒီ content creation လုပ်တဲ့အချိန်ကကိုကကျဉ်းနှံမှုမရှိတော့ဘူးပဲလို့ပြင်ပန်းလာတယ်စိတ်ပီစီးလာတယ်ဆိုရင် style လေးပြောင်းကြည့်လိုက်ရင်ကျွန်တော်တော်တော်တက်တာတယ်ပေါ့နော်ပြီးနောက်နံပါတ်3ကကျတော့ကျွန်တော်တို့ရဲ့ဒီ expectation ကိုပြန်ပြီးတော့သုံးသပ်ပေါ့နော်ကျွန်တော်ဆိုလည်းအများအားဖြစ်တာပဲကိုကအားစိုက်ပြီးလှုပ်ထားတဲ့ video လေးကထင်သလောက် engagement မရတာပါအဲ့လိုမျိုးပါဖြစ်တယ်ကျွန်တော်တောက်လျှောက်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးအချိန်မှကျွန်တော်ဆိုဘာလုပ်လဲဆိုတော့content creation စလုပ်တော့အချိန်လေးကိုပြန်သွားလိုက်တယ်အဲ့အချိန်တုန်းကဆိုရင်ကျွန်တော်တို့ဒီကိုဗီဒီယိုလေးကိုကိုနဲ့မသိတဲ့လူတစ်ယောက်ကပဲlike လုပ်သွားအောင် share သွားအောင်ကိုကအဲ့နေ့ရတကယ်တော့နေလို့ထိုင်လို့ကောင်းကိုကဘယ်လို proud ဖြစ်နေတာပေါ့နော်အဲ့အချိန်က energy လေးကိုကျွန်တော်ပြန်မြင်အောင်လိုက်တာပေါ့နော်အဲ့လိုမျိုးလို့ပြီးနံပါတ်4အချက်ကကြတော့အရန်အရေးကြီးတယ်ဒါကတော့ enjoy yourself ပါအဲ့တော့တချို့အချိန်တွေမှာဆိုရင်ကိုက enjoy လိုက်တာအဆင်ပြေတယ်ကျွန်တော်တို့တွေကကို enjoy ဖို့မေ့နေပြီးတော့ algorithm အတွက်အသက်ရှင်နေတယ်လို့ဖြစ်နေတာဥပမာဒါကတော့ကျွန်တော်ဘယ်လိုခေါ်မလဲမှန်ဖြစ်ရမှန်ပေါ့နော်အဲ့တော့ကျွန်တော်တို့မျိုးဒီပါချုံဆရာတော်ကြီးလာတော့ကျွန်တော်တို့ဖူးကြတာပေါ့အဲ့တော့ဆရာတော်ကြီးဒီခမ်းမတိုင်းလဲကြွလာကျွန်တော်ကတော့ဒီချားလေးဆရာတော်ကိုကြည့်ပြီးတော့ဖူးတာပေါ့နော်အဲ့ချိန်မှာတခြားလူတွေကအပြိုင်သူ့ထက်ကအပြိုင်ဓာတ်ပုံတွေရိုက်ဗီဒီယိုတွေလိုက်ရိုက်နေဆရာတော်ကြီးပြီးတော့ဆရာတော်ကြီးကသူတို့ကြော်ပါတော့မှ
ဥကောက်ချတာပေါ့နော်အဓိကသူတို့တွေဟာဒီ algorithm အတွက်အသက်ရှင်နေပြန်တင်ချရမယ်ပေါ့နော် special moment ဆိုတာမှန်ပါတယ်ဒါပေမဲ့ special moment တိုင်းမှာကျွန်တော်တို့ဓာတ်ပုံရိုက်နေကြမလို့ပါဘူးဗီဒီယိုရိုက်ကြမလို့ပါဘူးကိုယ်တိုင်ဝင်ခံစားလိုက်ဖို့ပါတယ်ပေါ့နော်အဲ့တော့ဒီလေးချက်ကိုလုပ်မယ်ဆိုရင်တော့ကျွန်တော် burn out အတွက်ကျော်လွှားနိုင်မယ်ပေါ့နော်အဆင်ပြေပြေနဲ့ပြီးတော့မှကျွန်တော်တို့ဒီ creator တွေက burn out ဖြစ်တဲ့အချိန်မှာနားကြတာပေါ့နော်နားတဲ့အချိန်မှာ relax အဲ့လိုမဖြစ်ပဲနဲ့သူတို့ကိုသူတို့ဘယ်လိုခေါ်မလဲ guilt ပေါ့နော်ဘယ်လိုခေါ်မလဲအပြစ်ကြီးလို့ခံစားနေရတယ်အဲ့တော့တောင်းပန်တာတော့ပြန်လာပါပြီပြန်လာတော့ပါပဲအဲ့တော့လည်းကျွန်တော်ဆိုအရင်လှုပ်တယ်ကျွန်တော်ကြတော့ban out ဖြစ်သွားတာတော့မဟုတ်ဘူးကျွန်တော်ကြတော့ကိုဘဝပြောင်းလဲလေးတွေကြောင့်ကျွန်တော်ကတော့ပျောက်သွားတာပေါ့နော်ထားပါအဲ့လိုမျိုးအဲ့လိုကောင်းမမနာပဲနဲ့အဲ့လိုကိုယ့်ကို guilt ဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ကတဖြည်းဖြည်းဘယ်လိုဖြစ်လာလဲဆိုတော့အစီအစဉ်တစ်ခုအောက်မှာတင်ဆက်နေတဲ့ဇက်ကောင်တစ်ခုအနေနဲ့ဖြစ်လာတယ်တဖြည်းဖြည်းလူသားဆန်မှုနည်းလာတာပေါ့နော်အဲ့တော့ကျွန်တော်creator တွေကိုမေးချင်တယ်အကယ်လို့သင်ဟာဒီ content creation တင်ဆက်မှုမျိုးမလုပ်နေတဲ့အချိန်မှာသင်ဟာဘာလုပ်လဲပေါ့နော်ဘာလဲအဲ့တော့ဥပမာဆိုရင်ကျွန်တော် page မှာကျွန်တော် channel မှာဆိုရင် filmmaking နဲ့ video editing နဲ့ပတ်သက်ပြီးတော့ sharing တွေလုပ်တယ်တင်ဆက်တယ်ပေါ့ဗျာဒါပေမဲ့ကျွန်တော်အဲ့အရာတွေတင်ဆက်မှုတွေမလုပ်ဘူးဆိုတော့ကျွန်တော်ကအပြင်မှာ video editor ပဲကျွန်တော်ကြော်ညာတွေရိုက်တယ် video edit လုပ်တယ် music video ရိုက်စသည်အဖြစ်ပေါ့နော်ကျွန်တော်ကတင်ဆက်မှုတွေမလုပ်လဲကျွန်တော်ကချက်တည်နေတယ်ရက်တည်နေတယ်တချို့တွေကြတော့အဲ့လိုမဟုတ်ဘူးထားပါတော့video editing နဲ့ပတ်သက်ပြီးတော့ knowledge sharing လုပ်ကြတယ်ဒါပေမဲ့သူတို့လုပ်တာနိုင်ငံခြားလုပ်ပြတဲ့ဟာကိုကြည့်ပြီးတော့ဘာသာပြန် creator ပေါ့နော်အဲ့လိုမျိုးကြတော့သူတို့တွေကဘယ်လိုခေါ်မလဲဒီတင်ဆက်မှုကြီးတာမရှိဘူးဆိုရင်သူတို့ရဲ့ဖြစ်တည်မှုကြီးဘာမှရှိမနေဘူးပေါ့နော်ကိုယ့်ရဲ့တန်ဖိုးကို engagement နဲ့တိုင်းတာမယ်ဆိုရင်ကိုယ့်ရဲ့ဖြစ်တည်မှုကိုဘာနဲ့နှိုင်းယှဉ်ပြမလဲဒါအရေးကြီးတဲ့မေးခွန်းတစ်ခုပါပြီးတော့ကျွန်တော်တို့တွေကလည်းဘယ်လိုခေါ်မလဲ algorithm တော့လိုက်ရတာပေါ့ဆိုတာလည်းဒီကတော့မျက်နှာဖုံးနေတဲ့လူတွေကြောင့်ပေါ့နော်အဲ့တော့မျက်နှာဖုံးနေတဲ့လူတွေကကျွန်တော်တို့ထက်ပို့ပြီးတော့ကြော်ကြားတယ်ရက်တည်နေနိုင်တယ်ပေါ့နော်မျက်နှာဖုံးနေတဲ့လူဆိုတာပေါက်တက်ကြရတယ်လုပ်ပြီးတော့သူတို့အောင်မြင်တယ်ထင်တဲ့လူတွေပေါ့ကျွန်တော်အရင်တော့အကောင့်တွေတွေ့ရှမ်းမုန်းတယ်တွေ့တဲ့နေရာပိတ်ထိုးလိုက်ရှင်တယ်ဒါပေမဲ့ခုမမုန်းတော့လို့ခေါ်မလဲအတွေ့အကြုံတိုင်းပညာရဲ့အတိုင်းမှာလေပဲဆိုတာရှိတယ်ကျွန်တော်အဲ့လိုပဲနှလုံးသွင်းလိုက်တော့တယ်ဥပမာတစ်ခုပေးခြင်းတယ်ဥပမာအကျဉ်းကြီးတော့မပေးတော့ပါဘူးဘာလဲဆိုတော့ဥပမာကျွန်တော်တို့ကလေးတွေပေါ့နော်ကလေးတွေဆိုရင်ဘာမှမဟုတ်လေရည်နေကြတာပဲတည့်ရွယ်လေးလောက်တာဆိုသူတို့ကပွဲကြီးဖြစ်ပြီးရည်နေကြတာပေါ့နော်အဲ့တော့သူတို့ရည်နေတာကြားတာကိုကြည့်ပြီးတော့ကျွန်တော်တို့တော့ရည်စရာမှမဟုတ်တာပေါ့နော်ဒါပေမဲ့သူတို့ကပွဲဖြစ်နေအဲ့ဒါကိုကျွန်တော်တို့ကကြည့်ပြီးတော့သူတော်ဒီရွယ်ရောက်လာပြီပဲအဲ့လိုမျိုးပဲတွေးလိုက်တော့တယ်ဟိုကောင်တွေဆောက်ပေါက်တက်ကြရလောက်တယ်ဒီကောင်ဒါတွေတော့တိနိုင်ပဲအဲ့လိုမျိုးပဲတွေးလိုက်တော့ဒါပေမဲ့ကလေးတွေကတော့ချူစင်းတယ်ရမ်းချစ်ဖို့ကောင်းတယ်နော်တော့ innocent တွေပါဟိုကောင်တွေတခြားစီပေါ့နော်အဲ့တော့ဆိုလိုချင်တာဒီမျက်နှာဖုံးတဲ့လူတွေကြောင့်ကျွန်တော်တို့တွေက algorithm အမီလိုက်နေရတာပေါ့အဲ့လိုဖြစ်ကြတာပေါ့နော်ပြီးတော့နောက်ဥပမာတစ်ခုကတော့ဒါတော့တော်တော်များများသိကြလိမ့်မယ်music industry ထဲကဘေးတစ်ခုပေါ့နော်သူကမင်းတို့ကောင်တွေကငါအမှုပညာနဲ့ငါ level နဲ့မတန်လို့ငါတချင်းမလုပ်တော့ဘူးဆိုပြီး play နားပါတဲ့ဘေးတစ်ခုရှိတယ်အဲ့လိုဒါတော့industry တိုင်းမှာပါနေပယ်တိုင်းမှာပါပေါ့နော်အဲ့လိုပေါက်ကရလောက်ပြီးတော့သူတို့အောင်မြင်နေတဲ့လို့ထင်တဲ့လူတွေပေါ့တကယ်တမ်းကျတော့သူတို့တွေကအရင်နားကြီးတယ်ဒီကောင်တွေ noise တွေကိုတကယ်တီးရတက်တဲ့လူတွေကမခံနိုင်လို့ပြီးဖယ်သွားတာအဲ့တော့သူတို့ကအောင်မြင်တယ်လို့ထင်နေကြတာပေါ့နော်အဲ့တော့ကိုဖြစ်တည်မှုအတွက်ပြန်သုံးသပ်ပါအဲ့တော့အနားယူပါကိုဖြစ်တည်မှုအတွက်ဘယ်လိုခေါ်မလဲအတူရောင်မျက်နှာဖုံးနေစူးစမ်းပြီးတော့လိုက်တက်နေရတဲ့ကျွန်တော်တို့တွေကကိုတက်မိသွားတယ်မျက်နှာဖုံးတွေကိုဘယ်လိုပြန်ချွတ်ရမလဲဆိုတာလေ့လာသင်ပါတယ်ပေါ့နော်အဲ့တော့ခုနပြောသလိုပဲအနားယူပါကိုပြန်သုံးသပ်ပါလူသားဆန်ဖို့ကျွန်တော်တို့တွေကစက်တွေမဟုတ်ပါဘူးအဲ့တော့ကြိုက်တဲ့အချိန်လိုအပ်တဲ့အချိန် pause လုပ်လိုက်လို့ရပါတယ်နားလိုက်လို့ရပါတယ်အဲ့လိုနားလိုက်လို့လည်း engagement တွေ reach တွေကျသွားမှာပေါ့ဒါပေမဲ့ကျွန်တော်တို့ရဲ့တန်ဖိုးမကျသွားပါဘူးမစိုးရင်ပါနဲ့အဲ့တော့ဒါကိုကျွန်တော်တို့ကဘယ်လိုခေါ်မလဲနီးဗျူဟာတစ်ခုအနေနဲ့သတ်မှတ်ပြီးတော့ဗောနော်ကိုရှင်တန်ဖို့အတွက်ခွန်အားတစ်ခုအနေနဲ့မှတ်ယူထားရင်ရပါတယ်ဘယ်လိုခေါ်မလဲတိတ်ဆိတ်ခြင်းဟာကျွန်တော်တို့
ကြာရှုံးခြင်းမဟုတ်တယ်လို့အနားယူခြင်းကလည်းပြင်းခြင်းမဟုတ်ပါဘူးပေါ့နော်အဓိကတော့မျက်နှာဖုံးတွေကြားမှာရေးပြုံးလိုက်ပါကြာရင်မျက်နှာဖုံးတွေကကြာရင်ဒါပြောတော့ဘယ်လောက်ကြာအောင်လဲတော့မသိဘူးကြာရင်မျက်နှာဖုံးတွေကရွှွန့်နေဖြစ်ပြီးတော့ကျွန်တော်တို့တွေကပထမများတွေဖြစ်လာမှာပါပေါ့နော်အဲ့တော့အဲ့လိုပြောရင်းနဲ့ပဲကျွန်တော်တို့ရဲ့ The Survivor of the Fit podcast ရဲ့ episode 2ဆက်ယုံမလားပြတ်သုံးမလားဆိုတော့ဆက်ယုံစရာလည်းမလိုပါဘူးပြတ်သုံးစရာလည်းမလိုပါဘူးအေးစေးပါပုံမှန်လေးပဲပေါ့နော်အဲ့တော့နောက် episode မှာတော့ကြော်ကြားမှုတွေကိုဝယ်ယူတဲ့သူတွေကြောင့်ပျက်စီးသွားတဲ့လူအဖွဲ့အစည်းအကြောင်းတင်ဆက်ပေးပါမယ်ကျွန်တော်ကတော့မင်းအောင်ကျော်ပါ Digital Chaos ခေတ်ကြီးမှာဒီပဲရှိတဲ့ content တွေဖန်တီးဖို့ကြိုးစားနေပါတယ် Take care